ကဲပြီးခဲ့တဲ့အပတ်တုန်းကတော့ကျွန်တော်ဒီ United Jersey လက်ဆောင်ပေးမဲ့တာအစီအစဉ်လေးကတော့ဒီဘုံပေါင်းတဲ့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပြုလုပ်ပေးခဲ့ပါတယ်။ပွဲစဉ်မှာဆိုရင်တော့ကျွန်တော်ဒီဝင်ရောက်ပြီးတော့ဖြည့်ဆို့ကြတဲ့ဒါပရိသတ်တွေတော်တော်များများတော့ရှိကြတယ်။ဒါပေမဲ့ထဲမှာဆိုရင်တော့စီကန်းချက်နဲ့လည်းကိုက်ညီတယ်။ဒါဖြည့်ဆို့တဲ့အဖြေလည်းမှန်ကန်တယ်ဆိုတဲ့ဒါဖြည့်ဆို့သူကတော့တယောက်မှမရှိတဲ့အတွက်ကြောင့်မလို့ဒီဘုံပေါင်းတဲ့ပွဲစဉ်လေးမှာဆိုရင်တော့ Jersey လက်ဆောင်ရရှိသွားတဲ့ပရိသတ်ကတော့တယောက်မှမရှိပါဘူး။အဲ့တော့ကျွန်တော်အနေနဲ့ဒါ Jersey လက်ဆောင်ပေးမဲ့အစီအစဉ်လေးဒါထပ်ပြီးတော့ပြုလုပ်ပေးပါတယ်။ဒီပွဲစဉ်လေးကတော့ကျွန်တော်ဒီ Athletic Bilbao နဲ့ United နဲ့ကျွန်တော်ကိုပါတယ်ဒီ semi final ပထမအကြော့ပွဲစဉ်လေးပဲဖြစ်ပါတယ်။အဲ့တော့ဒီအစီအစဉ်လေးမှာပါဝင်နေတဲ့ပရိသတ်တွေအနေနဲ့ဆိုရင်တော့ဒါလှုပ်ဆောင်ရမယ့်လိုက်နိုင်ရမယ့်စီကန်းချက်လေးတွေကတော့လွယ်လွယ်ကူကူလေးပါပဲ။ပထမတစ်ချက်အနေနဲ့ဆိုရင်ကျွန်တော်ရဲ့ဒီ Facebook မှာတင်ထားတဲ့ဒီ post လေးကို public လေးနဲ့ share ပေးရပါမယ်။ဒုတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ Telegram channel လေးကို join ထားပေးရပါမယ်။တတိယအချက်အနေနဲ့ဆိုရင်တော့ကျွန်တော်တို့ Telegram channel မှာအခုလိုမျိုးပဲ giveaway ပေးမဲ့ post လေးတစ်ခုတင်ထားတယ်။အဲ့ post ရဲ့အောက်မှာပွဲပြီးရလက်လေးရဲ့ကျွန်တော်ဒီပထမဆုံးဂိုးစာသွင်းမဲ့အသင်းရဲ့ကိုခံမှန်းမှာပေါ့နော်ဥမာအနေနဲ့ပြောရမယ်ဆိုရင်တော့ပထမဆုံးဂိုးစာသွင်းမဲ့အသင်း Man U ပွဲပြီးရလက်1-2ဥမာအနေနဲ့ဆိုရင်တော့1-2ပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့ Telegram channel မှာမှတ်ပေးရမယ်အဲ့ Telegram channel မှာမှတ်ထားတဲ့ comment လေးကို screenshot ရိုက်ပြီးတော့ကျွန်တော်တို့ Facebook မှာတင်ထားတဲ့ post ရဲ့အောက်မှာသွားပြီးတော့မှတ်မှာပါနော်ဒါလိုက်နိုင်ရမယ့်အချက်လေးတွေကတော့ဒါလွယ်လွယ်ကူကူလေးပါပဲအဲ့တော့ကြောင့်မလို့ဒါ United ပရိသတ်တွေဘောလုံးချစ်တာဝါသနာရှင်ပရိသတ်တွေအားလုံးပဲအတူတူဒါပါဝင်ကြဖို့အတွက်ဒါဖိတ်ခေါ်လိုက်ရပါတယ်အဲ့တော့ကျွန်တော်တို့ဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးအကြောင်းလည်းပြောလို့ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ Athletic Bilbao နဲ့ semi final ပထမအကြော့ပွဲစဉ်လေးနဲ့ပတ်သက်ပြီးတော့ဒါပွဲချုပ်သုံးသက်ချက်လေးတစ်ချက်ဒါပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကဲအဲ့တော့ဒီပွဲစဉ်လေးကတော့တော်တော်လေးကိုဒါစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲစဉ်တွေတပွဲစဉ်နဲ့မမားပါဘူး United အနေနဲ့ဆိုရင်လည်းအခုလက်ရှိဒီ semi final ပွဲစဉ်အထိဒါလိန်ဖယ်နဲ့တက်လာခဲ့ဆိုရင်လည်းမမားဘူးဒါရှိရကစားခဲ့ရတဲ့ဒီ Lion နဲ့ပွဲစဉ်တော့ဆိုရင်လည်းတကယ်ကိုအသေးအတန်ကစားခဲ့ရတယ်ဗျကျွန်တော်တို့အနေနဲ့ဆိုရင်show me တေချာပေါက် show me နောက်တစ်ဆင့်ကိုမတက်တော့ဘူးဆိုပြီးတော့ကိုပဲဆက်ပြီးတော့မကြည့်တော့တဲ့အခြေအနေမှာကျွန်တော်တို့ဒါ Bruno Fernandes စပြီးတော့ penalty ရသွားတယ် penalty ကနေမှတစ်ဆင့်နောက်ပိုင်းမှာဂိုးတွေဇက်တိုက်ရပြီးတော့ United အနေနဲ့အနိုင်ဂိုးထိဒါခေါင်းရင်းသွင်းပြီးတော့ 4-5 ဆိုတဲ့ရလဒ်နဲ့အနိုင်ယူနိုင်ခဲ့တာပေါ့နော်အဲ့တော့အခုလက်ရှိဒီရာသီမှာဆိုရင် Ruben Amorim အနေနဲ့ဆိုရင်လည်းသူပြောထားတယ်သူ့အနေနဲ့ဒါ Premier League ပွဲစဉ်တွေမှာဆိုရင်အဲ့လောက်ကြီးအာရုံမစိုက်တော့ဘဲနဲ့ဒီလက်ရှိဒီ Europa League ပွဲစဉ်မှာပဲ champion ဖြစ်ဖို့အတွက်တေချာလေးအာရုံစိုက်သွားမယ်ဆိုပြီးတော့ပြောထားတယ်ဆိုတော့ဒါပေမဲ့တခုပြောစရာရှိတာကဒါရှေ့မှာကစားခဲ့ကြတဲ့ကျွန်တော်တို့ Premier League ပွဲစဉ်ဖြစ်ဒီဘုံပေါင်းနဲ့ကစားခဲ့တဲ့ပွဲစဉ်မှာဆိုရင်တော့ United ရဲ့ဒီ line နဲ့အစုံကစားသမားအစုံထုတ်သုံးသွားတဲ့အခြေအနေတခုကတော့တိတ်ပြီးတော့သဘောမကျဘူးပြ။ဘာလို့ဆိုတော့ Europa League မှာသုံးမဲ့ကစားသမားတွေကိုတက်ထားပြီးတော့ကျွန်တော်တို့အခုလက်ရှိ Premier League မှာဆိုရင်လူငယ်ကစားသမားတွေနဲ့ပဲပွဲထွက်မှာဆိုရင်လူငယ်ကစားသမားတွေနဲ့ပဲ3တင်တယ်လို့တော့ကျွန်တော်တို့ထင်တယ်။ဒါပေမဲ့ Ruben Amorim အနေနဲ့ဆိုရင်လည်းဒီဘုံပေါင်းနဲ့ပွဲစဉ်မှာလူစုံတက်ဆုံထုတ်သွားခဲ့တဲ့အခြေအနေရှိရဆိုတော့ဒါဘာကြောင့်လဲဆိုတော့နည်းနည်းလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ Athletic Bilbao ဘက်ကိုကြည့်မယ်ဆိုရင်လည်း Athletic Bilbao ဘက်ကကျွန်တော်တို့ဒီအခုနောက်ဆုံးပွဲစဉ်အဖြစ်ဒီ Leverma နဲ့ရှင်ပြိုင်ပြီးတော့ကစားခဲ့တယ်။ Leverma ကိုတော့ကျွန်တော်ဒီ 1-0 ဆိုတဲ့ရလဒ်နဲ့တော့နိုင်ထားတယ်။ United အနေနဲ့ကျွန်တော်တို့ Athletic Bilbao ကိုကြောက်အောင်မလားဆိုတော့အဲ့တော့ကြည့်တော့ကြောက်စရာကောင်းတဲ့အခြေအနေတွေမရှိဘူးလို့တော့ကျွန်တော်တို့မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့Athletic Bilbao မှာဆိုရင်လည်းတိုက်စစ်ပိုင်းမှာကအဲ့လောက်ကြီးအားကောင်းတဲ့အသင်းမဟုတ်တဲ့အတွက်ကြောင့်မလို့ United အနေနဲ့အဲ့လောက်ကြီးတော့တွေ့ဝေပြီးကြောက်စရာမလိုဘူးတခုပြောစရာရှိတာကတော့ကျွန်တော်ဒီပွဲစဉ်မှာနှစ်ဖက်သွင်းဂိုးတွေဆိုတာထက်ဒါတေချာပေါက်ဂိုးနဲ့မဲ့ပွဲစဉ်တခုတော့မြင်တယ်ဘာလို့ဆိုတော့နှစ်သင်းသလုံးရဲ့တိုက်စစ်ပိုင်းမှာကအဲ့လောက်ကြီးအားမကောင်းတဲ့အခြေအနေတခုမှာ United အနေနဲ့ဆိုရင်လည်းဂိုးရခဲ့မယ်ဆိုရင်တလုံးထက်မပိုဘူးကျွန်တော် Athletic Bilbao ဆိုရင်လည်း1-1လောက်ပဲကစားသွားမဲ့ပွဲစဉ်တခုလို့တော့ကျွန်တော်တို့မြင်တယ်ဗျဒါပေမဲ့ United နိုင်သွားရင်ဆိုရင်တော့1-2လောက်နဲ့ဒါပြီးသွားမဲ့ပွဲစဉ်တခုပေါ့နော်ဒါပေမဲ့ United တိုက်စစ်ပိုင်းကလည်းကြောင်ဗျဘာလို့ဆိုတော့ဟိုသွင်းရင်သွင်းတယ်မသွင်းရင်မသွင်းဘူးအခုနောက်ဆုံးဘုံပေါင်းတဲ့ပွဲစဉ်တော့ဆိုရင်လည်းဂိုးရသွားတဲ့လုံးဆိုရင်လည်း white လဲအဲ့လောက်ကြီးဟိုဘာမှဟုတ်ဒီပတ်တိကောင်းတဲ့အလုံးလည်းမဟုတ်ဘူးဗျာသိလားဂိုးတွေကရနေတယ်တိုက်စစ်ပိုင်းကကြောင်ဆိုတော့နှစ်တင်းသလုံးရဲ့တိုက်စစ်ကတော်တော်လေးအခြေအနေဆိုးနေတဲ့အထဲမှာပါတဲ့အတွက်ကြောင့်မလို့ဒီပွဲစဉ်မှာတေချာပေါက်ဒါဂိုးနဲ့သွားမဲ့ပွဲစဉ်တခုလို့တော့ကျွန်တော်တို့မြင်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာထွက်လာဖို့ဖြစ်နိုင်ခြေအရှိဆုံး line နဲ့လေးကိုတစ်ချက်လောက်ဒါကြည့်လိုက်ရအောင်အဲ့တော့ Manchester United အသင်းဘက်ကတော့ဒီပွဲစဉ်မှာကျွန်တော်တို့ထွက်လာဖို့ဖြစ်နိုင်ခြေအရှိဆုံး line နဲ့ကတော့ဒါတိုက်စစ်ပိုင်းမှာဆိုရင်တော့ကျွန်တော်တို့မှာဘာသူဘာမှရွေးချယ်စရာမရှိတဲ့အတွက်ကြောင့်မလို့ Mason White line နဲ့ပဲပွဲထွက်လာဖို့ရှိတယ်နေတော့နံပါတ်10နေရာမှာကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဂါနာချိုရှိတယ်ကိုပင်မိုင်နူးရှိရဆိုဒီနေရာကိုနေတော့နံပါတ်10နေရာမှာပွဲထုတ်လာဖို့ရှိရလို့ကျွန်တော်မြင်တယ်ကွင်းလယ်ပိုင်းမှာဆိုရင်တော့ Bruno Fernandes နဲ့ Ugarte ဒီဝင်းဘက်တွေမှာကြည့်မယ်ဆိုရင်တော့ Patrick Dogu ရှိတယ်မာဇာဝါရီလည်းရှိရဆိုဒီနေရာနဲ့ပဲဒါပွဲထုတ်လာဖို့ရှိတယ်နောက်တန်းပိုင်းမှာဆိုရင်တော့အခုဒီနောက်ဆုံးကစားခဲ့တဲ့ဘုံပေါင်းနဲ့ပွဲစဉ်တော့ဆိုရင်လည်းလူရှောလည်းတော်တော်လေးပြန်ပြီးတော့အဆင်ပြေလာတဲ့အနေအထားတစ်ခုမှာလူရှောကိုလည်း first sign နဲ့ပေးလောက်တယ်လို့ကျွန်တော်ထင်တယ်အဲ့တော့စင်တာဘက်နေရာမှာဆိုရင်တော့ Harry Maguire ရှိရယ် Linio လည်းရှိရယ်ဆိုတော့ဒီလစ်တို့ဘာကိုလည်းပြန်ပြီးတော့တက်တာစေချင်ပြီဗျဒီလစ်ဆိုရင်လည်းကျွန်တော်တို့ Ruben Amorim ပြောပုံရဆိုရင်ဒီ training မှာပြန်ပြီးတော့လုံနိုင်တော့မယ့်အခြေအနေရှိရယ်ဆိုဒီပွဲစဉ်မှာပြန်ပြီးတော့ပါဝင်လာနိုင်မလားဆိုတော့တစ်ချက်စောင့်ကြည့်အောင်ပေါ့နော်အဲ့တော့အခုဒီပထမအကြော့ပွဲစဉ်မှာမပါတော့မှပဲဒုတိယအကြော့
ဒါ United အိမ်ခွင်းမှာဆိုရင်တော့ကစားသမားစုံစုံလင်းလင်းနဲ့ပြန်ပြီးတော့ဒါပါဝင်လာနိုင်မယ်လို့တော့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ Athletic Bilbao အသင်းဘက်ကိုကြည့်မယ်ဆိုရင် Athletic Bilbao အသင်းဘက်ကကျွန်တော် injury ကစားသမားဆိုလို့တစ်ယောက်ပဲရှိတယ်ဒါနေလို့နံပါတ်10နေရာမှာကစားခဲ့တဲ့ကျွန်တော်ဒီခုနောက်ဆုံးကစားခဲ့ကြတဲ့ဒီလက်ပိုင်းမနဲ့ပွဲစဉ်မှာ injury ဖြစ်ပြီးတော့ဒါလူစားလဲလဲလိုက်ရတာပေါ့နော်အဲ့တော့တပြင်းကစားသမားတော်တော်များများကတော့အကောင်လုံး injury ကနေပြီးတော့ကင်းရှင်းထားတဲ့အနေအထားတစ်ခုမှာဒါ Athletic Bilbao ဆိုရင်ရောဒီပွဲစဉ်မှာဒါဘယ်လိုမျိုးလုံးပြသွားနိုင်မလဲပေါ့နော်အဲ့တော့ semi final မှာနှစ်သင်းစလုံးသွားပြီးတော့တွေးကြပြီဒါပေမဲ့ဖြတ်သန်းလာခဲ့တဲ့ပွဲစဉ်တွေရှောက်ကြည့်မယ်ဆိုရင်လည်း Athletic Bilbao ဆိုရင်လည်းသူတို့နဲ့ခက်ခဲကစားခဲ့ရတဲ့ပွဲစဉ်ဆိုလို့ဒီ Roma နဲ့ပွဲစဉ်တွေတပွဲပဲရှိရပေါ့နော် Roma နဲ့ပွဲစဉ်ကတော့ကျွန်တော်တို့ဒါနှစ်ပတ်သွင်းကိုအပြန်လန်သွင်းပြီးတော့မှသူတွေနဲ့ဒီအစင်းကိုရောက်လာခဲ့တာဆိုတော့ United အသင်းဘက်ကိုကြည့်မယ်ဆိုရင်တော့ United အသင်းဘက်ကတော့ဒီ Europa League ပွဲစဉ်တစ်ချောင်းဆိုရင်လည်းလိမ့်ဖယ်နဲ့ပဲတက်လာခဲ့တာဆိုတော့အခြေအနေကတော့တိတ်ပြီးတော့မတူဘူးဒါပေမဲ့ United အနေနဲ့ဒီပွဲစဉ်မှာအနည်းဆုံးကျွန်တော်တို့တည်တော့ခံပြီးတော့ကစားသွားနိုင်လိမ့်မယ်လို့တော့ကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့တော့ United ပြည်သက်တွေအနေနဲ့ဆိုရင်ရောမေလ2ရက်နေ့မနက်အစောပိုင်းတနင်္ဂနွေခွဲမှာရှင်းမယ်ကစားမယ် Europa League Semi Final ရဲ့ပထမအကျော့ပွဲစဉ်တွေပွဲဖြစ်တဲ့ Athletic Bilbao နဲ့ Manchester United တို့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးမြင်ကြလဲဒီပွဲစဉ်မှာဆိုရင်ရောကျွန်တော်တို့ဒါဘယ်အသင်းကအနိုင်ရလက်ကိုဥဆောင်သွားလိမ့်မယ်လို့ထင်လဲ comment မှာတစ်ချက်လောက်ဆွေးနွေးပေးကြပါဦးကျွန်တော်ရဲ့ Facebook နဲ့ YouTube Channel ကိုလည်း Like and Subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရမယ်ကျွန်တော်တို့အစီအစဉ်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်